ကွန်ပျူတာကိုသင်တန်းတက်ဖို့နဲ့ဆက်စာရီလေ့လာခြင်းနဲ့ဆိုရင်ကျမတို့ဘယ်အချက်ကလေးတွေသိရမှာလဲသိတဲ့အချက်၄ချက်ကိုရှင်းပြပေးပါမယ်။နံပါတ်1အချက်က software တစ်ခုဒီမှာဖွင့်ထားလိုက်တယ် Microsoft software ဖွင့်ထားလိုက်တယ် title bar ဆိုတာဘာကိုခေါ်တာလဲသိရမယ်။ title bar ဆိုတာဒီအပေါ်ကဒီနေရာလေးပါဒီမှာ Microsoft Word မလို့ document 1လို့ခေါ်တာပါဒါဆိုရင်ဒါ title bar ကိုပြောတာပါဒီ title bar ကနာမည်လေးပြောင်းသွားတယ်ဆိုရင်ဒါစေ့တဲ့ပုံစံဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ဒီအပေါ်ကခေါင်းစဉ်လေးကို title bar လို့ခေါ်ပါတယ်နံပါတ်2ချက်ဒီမှာတို့ file နေပြီးရင်ဖုန်းတွေ insert တွေ draw တွေ design တွေဒီအပေါ်ကခေါင်းစဉ်တွေကိုဘာလို့ခေါ်လဲဆိုရင် menu လို့ခေါ်တယ် tab လို့ခေါ်တယ်ကိုယ့်ဘာသာကိုလေ့လာတဲ့အခါမှာကျမတို့ကဘယ် text ကိုနှိပ်ထားတာလဲဒါမှမဟုတ်ဘယ် menu ကိုနှိပ်ထားတာလဲဆိုတာသိဖို့လိုပါတယ်ဒီမှာဆိုရင် home menu ကိုနှိပ်ထားပါတယ် home menu ကိုမဟုတ်ဘဲနဲ့ insert tab ကိုတင်မယ်ဆိုရင် insert tab ကိုနှိပ်ရမယ် menu လို့လည်းခေါ်တယ် tab လို့လည်းခေါ်တယ်ဘယ်လိုပဲခေါ်အတူတူပါပဲ home menu လို့ပြောရင် home ကိုနှိပ်ရမယ်ဥပမာ home tab လို့ပြောရင် home ကိုနှိပ်ရမယ်ဒါဆိုရင်ဒီအပေါ်မှာရှိတဲ့ခေါင်းစဉ်တွေကို menu bar လို့လည်းခေါ်တယ် tab bar လို့လည်းခေါ်တယ်ဒါဆိုရင်ကျမတို့ကကိုယ့်အတာကိုလေ့လာတဲ့အခါမှာ design tab ကိုသွားပြီးတော့သုံးရမယ်ဆိုရင် design tab ဆိုရင်ဘာကိုပြောတာလဲဒီ design ကိုနှိပ်ခိုင်းတာဥပမာ view tab ကိုသွားပြီးနှိပ်ခိုင်းတယ်ဆိုရင် view tab ဆိုတာဘာကိုပြောတာလဲဒီပေါ်ကဒါကိုပြောတာဥပမာ home menu ကိုသိကျင်တယ်အဲ့တော့ home menu ဆိုတာဒါကိုပြောတာပါဒါဆိုရင်ကျမတို့ကဒီအပေါ်ကခေါင်းစဉ်လေးဒီ menu လို့လည်းခေါ်တယ် tab bar လို့လည်းခေါ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကျမတို့ဒီခေါင်းစဉ်လေးတွေကိုနှိပ်လိုက်တဲ့အခါမှာဒီအောက်မှာပေါ်လာတဲ့စာလေးတွေဒါလေးတွေကိုဒီပုံစံတစ်ခုချင်းစီကတော့လုပ်ငန်းခွင်မှာသုံးတဲ့ဟာတွေအကုန်လုံးပဲဒါတွေက format ပြင်တဲ့ဟာတွေတစ်ခုချင်းစီကို command လို့ခေါ်တယ်ဒါဆိုရင် cap command format painter command copy command ပေါ့နော်အဲ့အောက်ခြေလေးတွေကိုတစ်ချက်ကြည့်ပါအောက်ခြေလေးတွေမှာ clipboard group လို့ခေါ်ပါတယ် clipboard ဒီနေရာမှာပါဒါသူပိုင်တဲ့နေရာသူပိုင်တဲ့အခန်းလေးပေါ့နော်သူ့မှာပုံလေးပုံပါတယ်ဒါဆိုရင်ဒီမှာတို့စာတင်တဲ့အခါမှာ home tab ကိုနှိပ်ပါလို့ပြောရင် home tab ကိုနှိပ်တတ်ရမယ် home tab က clipboard group ကိုကြည့်ပါဆိုရင်ဒီ group လေးပဲအာရုံစိုက်ရမယ်တခြားနေရာကိုအာရုံစိုက်စရာမလိုဘူးဒီထဲကအကြောင်းအရာကိုရှင်းပေးမှာအဲ့လိုမဟုတ်ဘူး home group ကိုကြည့်ပါလို့ပြောလို့ရှိရင်လေဒီမှာ found group found group ပေါ့နော်သူ့မှာ group ဆိုတဲ့စာတော့မပါဘူးဒါပေမဲ့ found group ဆိုတာနဲ့ဒါကိုကြည့်တတ်ရမယ်found group တွေက v ကိုနှိပ်ပေးပါ i ကိုနှိပ်ပေးပါဒါဆိုဒီအပေါ်ကစကားလုံးတွေကိုသုံးခိုင်းတာဥပမာဒီအောက်ခြေဆိုရင် paragraph group ပြီးရင်ညာဘက်မှာဆိုရင် style group ပြီးရင်ဒီဘက်မှာ editing group အဲ့လိုမျိုးတွေအောက်ခြေလေးတွေမှာရှိတဲ့စာလေးတွေကိုဘာလို့ခေါ်လဲဆိုရင် group လို့ခေါ်ပါတယ်ဒါဆိုရင်ကျမတို့က title bar သိရမယ်ပြီးရင်ဒီဘက်မှာ home တွေ insert တွေ draw တွေပြီး menu လို့လည်းခေါ်တယ် tab bar လို့လည်းခေါ်တယ်အောက်ခြေမှာရှိတဲ့ရေးထားတဲ့စာလေးတွေဒီခန်းကဏ္ဍတစ်ခုချင်းစီမှာခန်းလေးတွေကန့်ထားတဲ့ဟာလေးတွေအောက်ခြေမှာရေးထားတာကို group လို့ခေါ်ပါတယ်ဒါဆိုရင်ကျမတို့ insert tab ကိုနှိပ်ကြည့်မယ်ဥပမာ insert tab ကိုလေ့လာချင်တာက page group ကိုလေ့လာချင်တယ်ဒါဆိုရင် insert tab က page group ကိုလေ့လာမှာပေါ့ဒါဆို page group ထဲမှာကိုလေ့လာချင်တဲ့၃ခုလေ့လာလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင် menu ဆိုတာပါလဲ group ဆိုတာပါလဲသိသွားပြီဒါဆိုရင်နောက်တစ်ခုဒါဆိုရင် home menu ကိုပြန်သွားမယ်အောက်ခြေမှာရေးထားတာဒီ group တွေ menu တိုင်းမှာ group တွေအများကြီးပါပါတယ် menu တိုင်းမှာ group တွေအများကြီးပါပါတယ်အကုန်လုံးဒီလုပ်ငန်းခွင်ထဲမှာသုံးစရာတော့မလိုဘူးအရေးကြီးတဲ့ menu ဒီ file menu အရေးကြီးတယ် home menu အရေးကြီးတယ် insert menu အရေးကြီးတယ် design layout ပြီးရင်ဒီဘက်က review နဲ့ view ကတော့အနည်းငယ်လေးပဲ review တက်ဆိုရင် spelling စစ်တာလေးပဲနည်းနည်းအရေးကြီးမယ်ဒီဘက်ကဟာကတော့ grid line ခေါ်တာလေးအရေးကြီးမယ်ဒါလုပ်ငန်းခွင်ပိုင်းမှာအရေးကြီးတာအသုံးများတာကိုပြောပြတာပါကျန်တာတွေလေ့လာခြင်းနဲ့လေ့လာလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်အောက်ခြေဒီအောက်ခြေလေးမှာရှိနေတဲ့ဒါလေးကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင် stated bar လို့ခေါ်တယ်ဒီမှာဆိုရင်စာမျက်နှာက1 or 1တစ်မျက်နှာလေးပဲရှိရယ်စကားလုံးဒီ48လုံးဒီစာပိုက်ကြီးမှာရေးထားတဲ့စကားလုံးက48လုံးကိုပြောပြတာပါဟုတ်ပြီဒီအောက်ခြေလေးမှာဒါဆိုရင် stated bar ဆိုရင်ဒီအောက်ခြေကိုပြောတာဒါဆိုရင်ကျမတို့ကဒီပုံလေးကိုနှိပ်နေရဆိုရင်စာရွက်ကစောစောလေးကလိုမျိုးမဟုတ်တော့ဘူးဒီလိုပုံစံကြီးပြောင်းသွားပြီအဲ့ဒါဆိုရင်ဒီအောက်ခြေလေးက stated bar လေးကိုသွားနောက်ကပုံလေးကိုပြန်နှိပ်ပေးရမယ်ဒီလိုမျိုးလေးဖြစ်ရင်တော့ကိုယ့်ဘာသာကိုပြန်ပြီးတော့ပြင်တက်ရမယ်ပေါ့နော်ပြီးရင်ဒီဘက်ကဟာတွေဆိုရင် zone တွေzone ကပုံမှန်တိုင်းက 100% normal တိုင်းဒီ 100% တဲ့သေးကျင်နေဆိုရင် minus ကလေးကိုနှိပ်သွားလို့ရတယ်ဒါဆိုရင် zone သေးသွားပြီကြီးကျင်နေဆိုရင်ဒီဘက်ကကြီးရုံပဲဒါဆိုရင်ဒီအောက်ခြေလေးကိုဘာလို့ခေါ်လဲဆိုတော့ stated bar လို့ခေါ်ပါတယ်ဒါဆိုရင် title bar ဆိုတာဘာလဲသိရမယ်
ဒီအပေါ်မှာရေးထားတဲ့ခေါင်းစဉ်လေးတွေကိုမီနူးလို့လည်းခေါ်တယ်တက်ပါလို့လည်းခေါ်တယ်မီနူးတစ်ခုချင်းစီမှာအောက်ခြေလေးမှာရေးထားတဲ့ဟာလေးတွေဒီ group လို့ခေါ်ပါတယ်ဒီအောက်ခြေမှာရေးထားတာလေးတွေကဒီအောက်ခြေမှာပါတာပေါ့နော်ဒီအောက်ခြေလေးကဘားတန်းလေးကိုကြတော့ dash bar လို့ခေါ်ပါတယ်ဒီလိုအခေါ်အဝေါ်လေးတွေသိတယ်ဆိုရင်ကိုယ့်ဘာသာကို YouTube ကနေပြီးတော့စာလေးတွေရှာပြီးလေ့လာလို့ရပါတယ်ဥပမာစာဘလို့ရှာမလဲဆိုရင်ဒီမှာတို့က home tag ကဖောင် group ကိုလေ့လာခြင်းနဲ့ဆိုပါစို့ဒါဆိုရင်ဒီမှာတို့က Microsoft Word home tag ကဖောင် group ဒီလိုမျိုးကိုရိုက်ရှာလိုက်ရပါပဲရိုက်ရှာလိုက်တဲ့အခါမှာအင်္ဂလိပ်လိုတော့ရိုက်ရှာရမယ်ပေါ့နော် how to use ဘယ်လိုသုံးရမှာလဲ home tab ဘယ်လိုသုံးရမှာလဲ in Microsoft Word မှာ home tab ဘယ်လိုသုံးရမှာလဲအဲ့ဒီမှာဖောင် group ကိုရှင်းနေတယ်ဆိုရင် home tab ဖောင် group ဘယ်လိုသုံးရမှာလဲဒီလိုမျိုးလေးဒီ YouTube မှာရိုက်ရှာတတ်ဖို့တော့လိုတယ်ဒါပေမဲ့လို့လည်းမြန်မာလိုရှင်းထားတဲ့ဗီဒီယိုဖိုင်တွေလည်းအများကြီးရှိပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ကဒီ group ဆိုတာဘာလဲ menu ဆိုတာဘာလဲအောက်ကဘာတန်းလေးကို status ပါဒါက title ပါဒီလိုမျိုးလေးတွေနားလည်တယ်ဆိုရင်ကြိုက်တဲ့ software ကိုလေ့လာကိုယ့်ဘာသာကို set story အနေနဲ့လေ့လာလို့ရပါတယ်ရှင်